Nano Swift OLED ကမင်းတို့ရဲ့ကာကာတို့အတွက်နှလုံး install ရောက်တယ်နော်ကျွန်တော်ရှိကိုရောက်ထားတဲ့နှလုံးက OLED တွေကြီးပဲ jailbreak အလုံးလေးရဲ့ no J အလုံးရဲ့နှစ်မျိုးရမယ်ကြိုက်နဲ့တက်ရဝယ်ယူအားပေးလို့ရတယ်ဒီဆုံးဒီလုံးလေးနဲ့ပြပေးမယ်ဒီကောင်လေးက Nano Swift OLED ကို jailbreak hardware jailbreak ဖြစ်တယ် power အပိတ်ဖွင့်ကြိုက်တဲ့လောက်လုပ်လို့ရတယ် hardware jailbreak ဖြစ်တဲ့အတွက်ကြောင့် J အတူဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့အထဲထဲမှာ memory card က 512GB တောင်ပါတယ်ဒီကောင်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ jailbreak လုပ်မယ်ဆိုလို့ရှိရင် jailbreak လုပ်ခါကြီးပဲ3သိန်းခွဲလောက်ရှိတယ် memory card က2သိန်းခွဲလောက်ရှိတယ်အဲ့မှာလည်း6သိန်းလောက်ဖြစ်နေပြီเนาะဒီကောင်ဆိုရင်မိတ်ဆွေအစ်စ်လက်တင်3ရုံပဲเนาะဒီကောင်လေးဆိုရင် jailbreak လည်းလုပ်ပြီးသားအထဲထဲမှာ memory card လည်း 512GB ပါပြီးသား game လေးတွေလည်း latest game လေးတွေထည့်ပေးထားတယ်ဒီကောင်လေးကိုကျွန်တော် Nintendo Switch OLED 512GB J လေးကို9,500နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ပြီးတော့ဒီကောင်ကလည်း edition အလုံးလေးဖြစ်တယ်အလုံးလေးကလည်း 99.99 တော်တော်လေးကိုတက်နေခင်ဗျာတော်တော်တက်နေအပွန်းစင်းအနာစာလုံးဝမပါပါဘူးနောက်တစ်လုံးကဒီကောင်လေးပန်တာလေးအဖြူတော်တော်တက်လာလုံးဝအစ်စ်အတိုင်းဆိုမှအစ်စ်အတိုင်းလို့ပြောလို့ရတယ်ဒီကောင်လေးက no J လေးနော် no J လေးဟိုဟာကျွန်တော်တို့ online ဆော့ကျင်တဲ့လူတွေပါတယ်အတွက်တော့ဒီကောင်လေးကလုံးဝ fitting ဖြစ်မယ်ကျွန်တော်တို့game try ကပါလေ game ကနဲ့ပဲဆော့ဆော့ကျွန်တော်တို့အကောင့်နဲ့ပဲဆော့ဆော့အားလုံးအဆင်ပြေတယ်ဒီထဲမှာဆိုကျွန်တော်မှာဆို second disc လေးတွေလည်းဟိုအခွင့်20ကျော်လောက်ရှိတယ်မိတ်ဆွေကြိုက်တဲ့တက်ရရွေးချယ်ပြီးတော့အားပေးလို့ရတယ်ဒီကောင်လည်းလုံးဝအစ်စ်တိုင်းပါခင်ဗျာ 99.99 လုံးဝအစ်စ်တိုင်းပါဥလက်လေးပါခင်ဗျာဒီကောင်လေးကိုကြတော့ကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးက9,500နဲ့ရောင်းချပေးမယ်ကျွန်တော်ရဲ့ customer တွေကြိုက်နေတတ်တဲ့လူတွေကျွန်တော်တို့ဝေရ mobile shop မှာမိတ်ဆွေတို့စိတ်တန်းကြလာရောက်စမ်းသပ်ပြီးဝယ်ယူအားပေးလို့ရတယ်မိတ်ဆွေတို့မှာရှိတဲ့ဒိန်းဆက်တွေနဲ့လည်းအလဲထက်အယောင်းဝယ်တနေရာထဲမှာပြုလုပ်ပေးတယ်ဆက်နဲ့ပတ်သက်လို့အဲ့ဒါအမခံပြီးရောင်းချပေးတယ်နေရ customer များတို့လည်းလူချင်းမင်းတို့ကြိုက်နေတတ်ရအမြန်ချောပို့များနဲ့ကျွန်တော်ပို့ဆောင်ပေးပါတယ်ခင်ဗျာဒီဆက်လေးတွေကရောက်တာနဲ့ကုံဝါတက်တဲ့ model လေးတွေဖြစ်တဲ့အတွက်ကြောင့်ကြိုတင်ပြီးတော့ဝယ်ယူမယ်ဆိုလို့ရှိရင်ဖုန်းလေးဆက်သွယ်ခြင်းအားဖြင့်ကူညီပေးပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ